သမ္မတကြီးရဲ့ဒီနိုင်ငံတကာဆက်ဆံရေးကိုရောဘယ်လိုမျိုးပြောပြချင်ပါလဲရှင် နိုင်ငံတော်သမ္မတကြီးကနိုင်ငံတကာဆက်ဆက်ရေးနဲ့ပတ်သက်လို့နိုင်ငံပေါင်း6နိုင်ငံကိုတွားခဲ့ပါပြီဒီ6နိုင်ငံမှာကျမတို့အားလုံးမိုင်ပေါင်း2000နီးပါးသမ္မတကြီးခရီးတွားခဲ့ပါတယ်ဒီခရီးစဉ်တွေမှာလည်းတကယ်ကိုကမ္ဘာနိုင်ငံကြီး3နိုင်ငံပေါ့နော်တရုတ်ရယ်အိန္ဒိယရယ်ရုရှားရယ်အပါအဝင်ဒီနိုင်ငံခေါင်းဆောင်တွေအပါအဝင်ကျမတို့ဒီနိုင်ငံ6နိုင်ငံလုံးကခေါင်းဆောင်တွေဆိုတဲ့နေရာမှာလည်းခုနပြောသလိုပဲ head of state နော် head of government နောက်တစ်ခါလွှတ်တော်နောက်တစ်ခါကျမတို့ regional level နော် ministerial level ခေါင်းဆောင်တွေနဲ့ကျမတို့တွေ့ဆုံခဲ့ပါတယ်ဆွေးနွေးခဲ့ပါတယ်နောက်ဒီခရီးစဉ်တွေကနေပြီးတော့မှအပြန်အလှန်ယုံကြည်မှုတွေတည်ဆောက်နိုင်ခဲ့ပါတယ်မဟာဗျူဟာမြောက်ဆက်ဆံရေးကိုအစစ်မြင့်တင်နိုင်ခဲ့ပါတယ်ရှင့် ကျွန်မဟတ်တော့ဥအောင်မင်းပါ ဟုတ်ကဲ့ပါ ရုရှားသမ္မတကြီးနဲ့နျူကလ িয়ার တပ်ပေါင်းမှုစောက်ဖို့အတွက်စဉ်းစားဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအသေးစိတ်ပါပြောနိုင်မှာဗျာ လောလောဆယ်တော့ကျမဘက်ကဒါနဲ့ပတ်သက်လို့အသေးစိတ်မပြောနိုင်ပါဘူးဆွေးနွေးခဲ့တာဟုတ်ပါတယ်ဒါဒီလဲလျှက်စစ်တပ်အားထုတ်လုပ်ဖို့အတွက်ဖြစ်ပါတယ်ရှင့် မီနီလားကျွန်တော်တို့အကြီးလား မီနီပါကျမသိသလောက်တော့မီနီပါရှင့်